အားလုံးပဲမင်္ဂလာပါရှင်စိတ်စတားကနေပြင်လည်ကြိုဆိုလိုက်ပါတယ်အခုဒီဆက်မဲ့အကြောင်းအရာလေးကတော့ဆက်သွယ်နဲ့ပြည်သက်တွေအပေါ်မှာထားတဲ့အခုလိုစိတ်ထားလေးကြောင့်စွမ်းလုံအောင်မြင်ဖို့ခံမှန်းခံနေရတဲ့အောင်စမှုအကြောင်းလေးပဲဖြစ်ပါတယ်စွမ်းဆိုတာတစ်ချိန်လုံးကဆက်သွယ်လောကမှာအောင်မြင်ဆုံးမင်းသားတစ်လက်ဆိုလဲမမှားပါဘူးလူငယ်ဆက်သွယ်မင်းသားတွေထဲမှာအပြိုင်အဆိုင်ဖြစ်နေတဲ့အချိန်မှာတော့စွမ်းရအောင်မြင်မှုကိုဘယ်သူကမှလိုက်မမီခဲ့တာကြောင့်ပဲဖြစ်ပါတယ်လက်တလုံးမှာတော့စွမ်းလို့လူငယ်တယောက်ကအောင်မြင်လာနိုင်တယ်ဆိုပြီးလူပြောများနေကြတာလည်းဖြစ်ပါတယ်စွမ်းတဲ့နိုင်ရှင်ကချစ်ချူခံနေရတဲ့သူကတော့အခြားသူမဟုတ်ပဲအောင်စမှုပဲဖြစ်ပါတယ်အောင်စမှုကအသက်28နှစ်ဝန်းကျင်အရွယ်မင်းသားတယောက်လည်းဖြစ်ကလူငယ်အမျိုးသမီးတွေကြားထဲမှာအားပေးခံနေရတဲ့သူတယောက်လည်းဖြစ်ပါတယ်အောင်စမှုကအခုလက်ရှိမှာဆိုရင်အောင်မြင်ဆုံးဇက်မင်းသားတယောက်လို့ကိုဖြစ်နေတာလည်းဖြစ်ပါတယ်အောင်စမှုကကိုပိုင်ဇက်ထောင်ကနေလေကနေတာလည်းဖြစ်ပါတယ်ကိုပိုင်ဇက်ထောင်နိုင်ဖို့ဆိုတာကမလွယ်ကူခဲ့သလိုသူ့အနေနဲ့လည်းအတော်လေးကိုစူးစမ်းခဲ့ရတာပါຫນွေတို့ဘိုက်ကဇက်သပင်လောကတဲ့ကိုဝင်လာသူမဟုတ်ပဲနာမည်ကြီးဇက်သပင်တွေရဲ့လက်အောက်မှာအကြာကြီးအလုပ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်အောင်စမှုကိုပြည်သက်တွေစသိခဲ့ရတာကတော့တင်မောင်ဆန်းမဝင်းရဲ့ဇက်ကနေတဆင့်ဖြစ်ပါတယ်ဇက်မင်းသားဖူးချင်းနဲ့လည်းအတူတူကဘူးသလိုမင်းသားကြီးတွေရဲ့ဇက်မှာလည်းလိုက်ကရင်ကိုပိုင်ဇက်ထောင်နိုင်အောင်စူးစမ်းခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ်မအောင်မြင်ပါကိုစိုးရိမ်ပေမဲ့လည်းဇက်ဆောက်ထောင်လိုက်တာနဲ့တင်ပွဲငါးသူတွေအများအပြားကိုရှိလာခဲ့တာပါပွဲကိုလည်းပြည်သက်တွေကလာကြည့်ကြတာမို့အောင်မြင်တယ်လို့ဆိုရမှာပါအောင်စမှုကချမ်းသာဖို့အတွက်ဇက်ထောင်ခဲ့တာမျိုးမဟုတ်ပါဘူးသူများတွေကတော့အောင်စမှုကိုပတ်စံအများကြီးရှိဖို့ဇက်ထောင်တယ်လို့ပဲထင်ကြတာပါတကယ်တော့စီးပွားဖြစ်ထောင်ခဲ့တာမဟုတ်ပဲတကယ်ကိုဝါသနာပါကမြမဆက်တပင်ကိုပို့ပြီးတော့မြင့်တင်ကျင်နာကြောက်ပဲဖြစ်ပါတယ်အရင်ကတည်းကအသက်အရွယ်တစ်ခုရောက်ရင်ကိုပိုင်ဇက်ထောင်ကကားပြမယ်လို့ဆုံးဖြတ်ထားခဲ့တာပါဇက်ထောင်နိုင်ဖို့ကလည်းဇက်တပင်လောကကိုစတင်ဝင်တဲ့အချိန်ကတည်းကအစီအစဉ်တွေကိုတေချာရေးဆွဲခဲ့တာလည်းဖြစ်ပါတယ်အောင်မြင်မှုအနေငယ်ဆက်ရလာချိန်မှာဘယ်ကိုမှလမ်းမလိုက်ခဲ့တဲ့အတွက်လည်းဇက်ထောင်နိုင်ခဲ့တဲ့အထိအောင်မြင်ခဲ့တာပါရုပ်ချောတယ်လို့ဝင်းရိုင်ခံနေရတဲ့အပေါ်မှာလည်းခုံမြောက်တာမျိုးလည်းမရှိပါဘူးရုပ်ချောတယ်ဆိုတာကအသက်အရွယ်အရာဖြစ်ကမတည်မြဲဘူးလို့မဲ့ယူထားကအရေးချင်းရှိဖို့သာအဓိကစူးစမ်းနေတာလည်းဖြစ်ပါတယ်အောင်စမှုကဇက်သပင်ဆိုတဲ့အလုပ်ငန်းပေါ်မှာအပြည့်အဝကိုအားစိုက်ထုတ်ကလေးစားမှုလည်းရှိပါတယ်အလုပ်ကိုလေးစားတဲ့စိတ်ကြောင့်လည်းတပွဲထက်တပွဲအောင်မြင်မှုတွေတိုးတက်လာတာလည်းဖြစ်ပါတယ်ဇက်သပင်ပညာကိုလည်းတစားထက်တစားတိုးပွားအောင်အခုချိန်ဒီလေ့လာနေတုန်းပဲဖြစ်ပါတယ်အောင်စမှုကပြည်သက်တွေအပေါ်မှာဆိုရင်လည်းလေးစားတဲ့ပုံစံနဲ့ဆက်ဆံတာမို့ချီကျူးသူတွေများပြားနေကြတာလည်းဖြစ်ပါတယ်သူ့ဆက်ပွဲကိုသွားတဲ့သူတိုင်းကတော့အောင်စမှုကသဘောကောင်းတဲ့မင်းသားလေးဆိုပြီးတော့တက်ခဲနဲ့ချီကျူးခံနေရတာလည်းဖြစ်ပါတယ်အောင်စမှုကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့သာ300အထိစုချခဲ့တာမျိုးလည်းရှိပါတယ်အောင်စမှုကသူ့ဆက်သားတွေအပေါ်မှာလည်းမိသားစုလိုသဘောထားကထိန်ချောင်းထားတာပါမိသားစုကလည်းနောက်ကနေဇက်ပွဲအတွက်အပြည့်အဝထောက်ပံ့ပေးတာမို့သူတို့ဆက်လီကလည်းအချိန်တော်အတွင်းမှာအောင်မြင်လာခဲ့တာလို့လည်းဆိုရမှာပါဒါပေမဲ့ဖိုးချစ်တို့လိုယုံခွဲတဲ့အထိအားပေးခံနေရတာမျိုးတော့မကြုံရသေးဘူးလို့အောင်စမှုကဖွင့်ဟပြောလာခဲ့ပါတယ်စင်ညာကြီးတွေနဲ့ရှိရင်သူ့မှာအရေးချင်းတွေအများကြီးကိုလူနေသေးတာကြောင့်လို့လည်းပြောလာခဲ့ပါတယ်အောင်စမှုကစောင်းလုံးအောင်မြင်လာမယ်ထင်လားဆိုတဲ့အပေါ်မှာဘယ်လိုမြင်ကြလဲဆိုတာပြောခဲ့ကြပါဦးနော်အခုလိုဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးရတော့လည်းကျေးဇူးအထူးတင်ပါတယ်ရှင်အခုနေစားမယ့်ကြောင်းရောင်လေးကတော့ DJ ကောင်လေးနဲ့သဘောထားချင်းမတိုက်ဆိုင်တော့လို့လမ်းခွဲလိုက်တဲ့ပူပူဆဆရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်73နှစ်ကြာတွေ့ခဲ့တဲ့ချစ်သူနဲ့လမ်းခွဲခဲ့တဲ့ပူပူဆဆကိုပရိသတ်တွေကအခြေ